ငယ်ချင်းတို့အားလုံးပဲမြင်လာပါဗောနော်ကျွန်တော်ကတော့ဘူးလဲဆိုတော့မိတ်ဆက်ပေးချက်လိုတော့မှမချင်ဘူးဒါပေမဲ့လည်းမိတ်ဆက်လိုက်ပါမယ်ကျွန်တော်ပါမီတိုဗောနော်ဒီနေ့ကကျွန်တော်ဖုန်းသားဝယ်မှာပဲဖြစ်ပါတယ်ဖုန်းသားဝယ်တဲ့အပြင်မှာတခြားလိုအပ်တာလေးကျွန်တော်ဝယ်မယ်ဗောနော်ဘာညာလေးဗောဗျာပြောမယ်ဆိုရင်တော့ဒီနေ့ကဖုန်းသားဝယ်မယ် vlog ပေါ့ vlog ဆိုတာအထက်ရောက်တဲ့ရိုက်မှာအဆင်ပြေတာရိုက်မှာဗောနော်အဲ့လိုအဆင်ပြေရိုက်တာကို editor ကသူပြန်ပြီး edit ပါလိမ့်မယ်အိမ်ကနေနဲ့ကျွန်တော်ကဖုန်းသားဝယ်မှာဆိုတော့ဘယ်လောက်ထိဝေးမယ်လို့ထင်လဲတော်တော်ကြီးကိုမှဝေးပါတယ်ကျွန်တော်အိမ်ကနေနဲ့ကျွန်တော်အခုသွားဝယ်မယ်ရန်ကုန် mobile store ဖုန်းဆိုင်ကိုသွားမယ်ဆိုရင်ဆိုင်ကယ်တစ်ဆင့်ကားနှစ်ဆင့်စီးရတယ်ပေါ့နော်ကျွန်တော်နေရာနေစီးမယ်ဆိုရင်တော့ YB ရဲ့34ရယ် YB ရဲ့32ရယ်စီးပြီးတော့ကျွန်တော်ဒီနေ့ဖျားနာမရောက်ခင်မှာဆင်းလိုက်တယ်ပြီးတော့မှကျွန်တော်အဲ့ကိုလမ်းလျှောက်ပြီးတော့ထပ်သွားတာပေါ့ကားကိတ်ကိုရောက်တော့ကားရင်စီးတယ်ပေါ့နော်ကားစီးတော့အရင်ဆုံးကားစီးတာဆိုတော့ကျွန်တော်တို့နှစ်ယောက်ပဲရှိပါသေးတယ်ကျွန်တော်နဲ့ကျွန်တော်အဖေပါကျွန်တော်ကတော့ဒုတိယလူမဲ့တီးအောင်လက်တစ်ချောင်းထောင်ပြရမယ်ကျွန်တော်အဖေကတော့ဒီဘက်ကိုလှည့်မကြည့်နေပါဘူးအဆုံးတော့လက်ကြည့်ပြီးပြုံးစီလှုပ်ပြီးတော့ခက်တီတီပဲပြင်နေတယ်ပေါ့နော်လို့တဲ့လမ်းတီးရဆိုခေါ်လာလမ်းမဘယ်မှာတွေကကိုဝေးပြလျှောက်ကြတယ်ကဲခုနတော့စေရတော့မဟာပရိလတ်တိုင်းတွေကိုရောက်နေကြ။တောင်းရမယ့်နေရာတွေကတော့တိတ်တော့မဝေးသေးဘူး။ဒါပေမဲ့ဒီဘက်မှာဆိုလို့ရှိရင်လည်းစီလီပြားရှိတယ်။ဒါတော့မဟာပရိလတ်တိုင်းကြောင်နော်။ဒါမင်းအတွင်းနဲ့လာမှခေါင်းတာမင်းအခုကအဖေနဲ့လာတော့ကွာမင်း။ဟောလေးတော့ကြည့်လို့မရဘူး။ဒါပေမဲ့ကင်မရာမန်အဖေဖြစ်နေတော့ဘာဖြစ်ပါအခုတောင်းရမယ့်နေရာဟိုမှာဆိုတော့လိုက်ခဲ့ကြပါဦး။ခုကတော့ဗျာကျွန်တော်ရန်ကုန် mobile store ကိုရောက်နေတာဒီဥစ္စာကိုဝယ်ချင်လို့လေ TikTok မှာတခြားကြည့်ပြီးတော့မှလာတာခုတော့ရောက်ပြီဆိုတော့ KD Ultra လေးကိုဖောက်မယ်ဒါကဘိုးကမှပထမဆုံးဖောက်တဲ့ပါကင်ပဲတော့ဖောက်မယ်Unfortunately, in video portrait, လာလိုက်တော့ကွာ on the same side, I'm continuing to shoot it. It's basically အပြင်မှာကြောက်တော့ထင်ထားခဲ့ပြီ when shooting at one Throw my point, kid. so the X200, there are already spots where it loses focus and combined with such tight. ကျွန်တော်ဝယ်ရမယ့် Redmi KD Ultra ဖုန်းကိုဝယ်ပြီးတော့တဲ့အခါမှာတော့ကျွန်တော်အဖေကို surprise တိုက်မှာပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကကျွန်တော်အဖေကိုကျွန်တော်ဖုန်းဝယ်ပြီးတော့ထိုင်တဲ့နားမှာထိုင်ခိုင်းလိုက်တယ်ပြီးတော့ကျွန်တော်မှားထားတဲ့ကျွန်တော်အကိုရှီရအနေနဲ့ကျွန်တော်Redmi Note 40 5G တလုံးကိုကျွန်တော်ယူလိုက်တယ်ပေါ့နော်အဲ့လိုယူပြီးတော့ကျွန်တော်အဖေကိုလှမ်းပြီးတော့ပေးလိုက်တယ်ဒီပြောရတာဒီဖုန်းကတော့ဝယ်ပြီးတဲ့စကန်မဲ့ပြက်ကကြရတာတိတ်ကိုင်းနေပြီးပြောခဲ့တယ်အဲ့ဒါကြောင့်မို့ဒါပထမဆုံးရရလာတာပြီးတော့ပြည့်အခုပါကင်ပေါက်လိုက်တော့အဲ့ပါဒီနားမှာ noise တွေအားများနေတော့ကျွန်တော်ဗာပြောနေဆိုတာကိုတိတိကျကျမကြားလိုက်တဲ့သူတွေအတွက်ကျွန်တော်ပြန်ပြောပြပါမယ်အဲ့ဒီတော့အဖေကကျွန်တော်အတွက်ဆိုပြီးတော့အစ်စ်တွေရောဝယ်ပေးတယ်ဒါပေမဲ့အဖေကတော့စကန်ဖုန်းပဲကင်နေခဲ့ရတယ်အဲ့အတွက်ကြောင့်မလို့ဒီနေ့မှာကျွန်တော်ရဲ့ပထမဆုံးရတဲ့လစာနဲ့ကျွန်တော်အဖေကိုကျွန်တော်ကဖုန်းဝယ်ပေးတာပါအဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်ဒီချက်လည်းပို့ပြီးတော့စူးစမ်းပါမယ်ဆိုတဲ့ကတိနဲ့ကျွန်တော်အဖေကို Redmi Note 40 5G ကိုပါကင်ဖွင့်ခိုင်းလိုက်တာပဲဖြစ်ပါတယ်တဲ့ပါဒါလေးတော့ဝေးကြီးနေတာအခုဒီအားပြီးဝင်ပြီးနေအိမ်မှာမတက်နိုင်ဘူးခုတော့တက်နိုင်တာဝေးပြီးပေါ်ခဲ့တယ်
ပြောပြီးတယ်အားလုံးဒီပြရတယ်ဒီပေါ်မှာဖုန်းဝင်ပြီးသွားတဲ့အခါမှာကျွန်တော်ကစားစရာမုတ်ကလေးတွေပြီးတော့ရင်ကျွန်တော်ကြောရမဲ့သူတွေအတွက်မုတ်ပုံးလေးတွေဆေးလေးတွေပါလေးတွေဝယ်နေတာပေါ့နော်အဲ့လိုမျိုးတွေဝယ်တယ်အဲ့လိုဝယ်နေတဲ့အချိန်မှာ fight ကလည်းတအားဆနေပြီဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပိုက်စားတဲ့နေတဲ့ထမင်းသွားစားပါတယ်ကျွန်တော်ကတော့ထမင်းမစားခင်မှာဗီဒီယိုရိုက်နေပေမဲ့အဖေကတော့အမှန်ကန်ကိုကြိတ်နေပါပြီကဲခုလောလောဆယ်ကတော့ကျွန်တော်ပြန်ပါပြီပစ္စည်းတွေလည်းဝယ်ပြီးပါပြီမုတ်တွေလည်းဝယ်ပြီးပါပြီတခြားလိုအပ်တဲ့ຢာတွေလည်းဝယ်ပြီးပါပြီဆိုတော့ပြန်ဝဲရှိပါတော့မယ်သွားတော့မြင်နေပြန်တော့မှကားဆောင်ရတော့ကြတယ်။သိရမယ့်ပစ္စည်းတွေလည်းနေရမယ်။မလည်းကြည့်။ဒါတွေမဟုတ်သေးဘူး။ကြည့်ဦး။နေတော့မဟုတ်ဘူး။ဒါတော့မပြီးသေးဘူးနော်။ဒီလေတစ်လုံးပြေသွားသေးတယ်။ဟုတ်တယ်ပလက်။ Hello မင်္ဂလာပါဆိုတော့ကဒီနေ့ဒီချိန်ဒီနေရာကိုရောက်အောင်လို့ဒီကကြိုးစားခဲ့တာတော့ကျွန်တော်ပေါ့ပြောမယ်ဆိုရင်တော့ကျွန်တော်ကြိုးစားမှုပေါ့ဒါပေမဲ့အဲ့လိုကြိုးစားမှုကိုအရာထင်အောင်လို့အဓိကဖြစ်စေခဲ့တာတော့တငယ်ချင်းတွေကြီးစုကြောင့်ပါပဲဘာမီတိုဆိုတဲ့နာမည်နဲ့ကြိုးစားခဲ့ပေမဲ့ဘာမီတိုဆိုတဲ့နာမည်ကိုအဓိကဖြစ်အောင်လို့အပေးခဲ့ကြတာတော့တငယ်ချင်းတို့ပါပဲအဲ့တော့ကြီးစုမှာအများကြီးတင်ပါတယ်တငယ်ချင်းတွေကြီးစုကြောင့်ပဲခုလိုမျိုးအနှဲငယ်အဆင်ပြေလာပြီးတော့ခုလိုမျိုးကျွန်တော်လိုချင်တဲ့ဖုန်းလေးလည်းဝယ်နိုင်ခဲ့တယ်လို့ကျွန်တော်အဖေအတွက်လည်းကျွန်တော်ဖုန်းလေးဝယ်ပေးနိုင်ခဲ့တယ်အဲ့အတွက်လည်းတကယ်ကိုမှပျော်မိပါတယ်ကြီးစုမှာအများကြီးတင်ပါတယ်ဆက်ပြီးတော့လည်းစူးစမ်းသွားပါမယ်အများကြီးလည်းလုပ်သွားပါမယ်ဒါပေမဲ့တခုတော့ရှိတယ်ဗျအဲ့တခုရှိတာကလည်းတခုတည်းပါပဲဘလူးမနှစ်ခုပို့မပါပါစားရပါကဲဗာမီတိုဆိုတဲ့နာမည်နဲ့ဒီ channel မှာစတင်ခဲ့ပြီးတော့ဗာမီတိုဆိုတဲ့နာမည်နဲ့ပဲလူများကြားထဲမှာကျွန်တော်ထင်ပေါ်စေခဲ့တဲ့အတွက်တကယ်ချင်းတို့အားလုံးကိုမှကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်တကယ်လေးကျေးဇူးအများကြီးတင်တာပါခုချိန်ကျွန်တော်အားပေးနေကြတဲ့သူရှိတယ်ကျွန်တော်ခုလိုမျိုးဒီအားပေးလိုက်မယ်လို့လည်းကျွန်တော်မထင်ထားခဲ့ဘူးဗျာနေကြတော့တဲ့အထီကိုမှပျော်ပါတယ်ဒါပေမဲ့ဘာမီတိုဆိုတဲ့နာမည်နဲ့ဒီ channel ကိုစခဲ့ပေမဲ့အခုဘာမီတိုဆိုတဲ့နာမည်နဲ့ပဲကျွန်တော်အားလုံးကိုနှုတ်ဆက်ပါရမယ်မငယ်ဆိုရင်တော့နှုတ်မဆက်ချင်ဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ဘာမီတိုဆိုတဲ့နာမည်နဲ့စတင်ခဲ့တဲ့ဒီအကောင့်လေးကိုတော့ကျွန်တော်နှုတ်ဆက်ရပါတော့မယ်အဲ့ဒါလေးကိုလည်းအတီလင်းပြောပြပေးတာပေါ့နော်တောင်းပန်ပါတယ်ဆိုတဲ့စကားပဲပြောနေပါတယ်တကယ်ချင်းတို့တော့စိတ်မပြတ်စေရပါဘူးလုံးဝစိတ်မပြတ်စေရပါဘူးဒါပေမဲ့ဘာမီတိုဆိုတဲ့နာမည်နဲ့ဒီ channel ကိုတော့ကျွန်တော်နှုတ်ဆက်ရပါတော့မယ်အဲ့တော့ကိုတော့ကျွန်တော်ကိုခွင့်လွှတ်ပေးပါလို့ပြောချင်ပါတယ်ဘာလဲဆိုတာကတော့မကြခင်မှာတခုခုနဲ့အတူတူတခုခုကတော့ရောက်လာမှာပါအဲ့ဒါလေးကိုတော့ပြောချင်တယ်ပေါ့နော် background တွေကိုကြည့်ပြီးတော့နေ blame ဖို့တော့စဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်ဒါပေမဲ့လေကျွန်တော် blame တဲ့သူတွေထဲကျွန်တော်အားပေးတဲ့သူတွေပဲကျွန်တော်ပို့လေးထားဆိုတော့လေရပ်အဲ့တော့ကြောင့်ပါပဲစကားတွေအများကြီးပြောရင်မားတွေအများကြီးပါတာမို့လို့ကျွန်တော်စကားမပြောတော့ပါဘူးဒီနေ့ဒီချိန်ဒီနေရာမှာဗာမီတွန်းဆိုပြီးတော့ဖြစ်စီခဲ့တဲ့တကယ်ချင်းတို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်အဲ့အတွက်လည်းတကယ်ကိုမပျော်မိပါတယ်အဲ့လိုပါပဲဒီနေ့ဒီချိန်ဒီနေရာမှာပဲတကယ်ချင်းတို့အားလုံးကိုဗာမီတွန်းဆိုတဲ့ဒီ channel ကနေနဲ့နှုတ်ဆက်ပါတယ်ကံမကောရင်တော့ပြန်ဆောင်ကြအောင်ပါအားလုံးနှုတ်ဆက်ပါတယ်ခင်ဗျာ拜拜吧。